要不我替你上战场？好，骗人好玩吗？我迷晕你，那是因为害怕你死在战场上。 တာတက်တမလေးဆိုပြီးအထင်မြေသေးလို့မရအောင်နော်ဝတ်သားတက်ပြီးတော့ယောက်ျားကိုရှာကျွေးမယ်လို့ပြောခဲ့တာသူမအလကားပြောခဲ့တာမဟုတ်ဘူးဖန်ချွန်ကြီးကသူ့စကားသူတီးတယ်သူ့ယောက်ျားလုပ်တဲ့သူစစ်မြေပြင်ထွက်ပြီးတော့အသက်ဆုံးရှုံးမအောင်ကြောက်လို့ဆိုပြီးခက်တီတီပဲယောက်ျားကိုမေ့အောင်လုပ်ပြီးတော့သူကရှေ့တန်းကိုထွက်သွားတာဘလောက်တောင်မှလင်းထိတ်ထားဆန်လေဆိုရင်မပြောချင်တော့ပါဘူးကွယ်ဟိုသူလင်းထိတ်ထားဆန်လဲဆန်ကျင်စရာလေသူရထားယောက်ျားကိုလည်းကြည့်အောင်ချောမောလှပအခုတော့ရန်ကြန့်ကနည်းနည်းတော့ရိုက်ခံရမယ်ကွယ်ဘာဖြစ်လို့လဲဆိုတော့သူကဝမ်းမျိုးစားမင်းဖြစ်နေရတာနဲ့တတ်တမလေးကိုလိန်ညာပြီးတော့သူကရဲဘော်တယောက်ပါစစ်သားတယောက်ပါဆိုပုံစံမျိုးနဲ့နေနေတဲ့အခါကျတော့တကယ်ဒီယောက်ျားကစစ်ပြူဟာတွေကိုရေးဆွဲနေတဲ့ဝမ်းမျိုးစားမင်းဆိုတော့တိသွားတဲ့အချိန်မှာကောင်မလေးကအရန်ကိုရှော့ရသွားတယ်ကွယ်ငါကာကွယ်နေတဲ့သူကငါကာကွယ်ပေးစရာတော့မလိုအောင်သူ့မှာအရှင်ဝါရီနဲ့ပြည့်စုံနေပါလားပေါ့ငါစိတ်ပူဟာနဲ့မတန်အောင် तू ကငါ့ကိုလိန်နေလှည့်ဖျားထားပါလားဆိုတာဘယ်အပိုင်းနဲ့အရန်ကြည့်ချင်နေသိပြီးွားရင်သူတို့နှစ်ယောက်ရဲ့အတူတူရှေ့ထဲမှာရန်သူကိုချိန်မုံမဲ့အခန်းမျိုးတွေလည်းတကယ်ကိုကြည့်ချင်နေပြီးအရန်မိုက်မှာအဲ့အပိုင်းလေးဆိုရင်စစ်တိုက်တဲ့အခန်းလေးပါဆိုတော့တော်တော်လေးကိုလှမှာတကယ်ဒီ password ချိတ်ကတော့လက်လန်နေအရန်ကောင်းလို့နေ